ဟုတ်လေလုံငယ်ရဲ့နေ့အနေငယ်လောက်ကလမ်းမပေါ်က street wear fashion တွေကိုပြန်တွေးကြည့်ရင်ဗျလူတွေကလမ်းလျှောက်နေတဲ့ကြော်ညာဘုတ်ကြီးရင်နဲ့တူခဲ့တယ်ပေါ့နော် ဟုတ်တယ်ရှင်လုံးဝကိုအဲ့လိုခက်ခဲတာ ဟုတ်တယ်ဗလားရင်ပမှာ logo အကြီးကြီးတွေမျက်စိနောက်လောက်ဆရာအယောင်တောက်တင်နေလေဘဒူက brand ကိုဝတ်ထားလဲဆိုတာအပြိုင်အဆိုင်ကြွားခဲ့ရတဲ့ခက်တကူရှိခဲ့တယ်ဗျာ မှန်ပါတယ်အဲ့ဒီတော့ကအပေါ်ရန်ကြွားဝါမို့ကအဓိကဖြစ်နေခဲ့တာကို အဲ့ဒါပေါ့ဗျာဒါပေမဲ့2026ခုနှစ်ကိုရောက်လာတဲ့ခါမှာတော့ဒီ fashion ရေးစည်းကြောင်းကလုံးဝကိုပြောင်းလဲသွားခဲ့ပြီရင်ကစူညံလွန်းတဲ့ engine တက်ကားဤတစီးနဲ့အခုတော့အတန်တိတ်ပေမဲ့စွမ်းဆောင်ရဲ့အယမ်းမြင့်တဲ့လက်စစ်ကားတစီးလိုမျိုးအတွင်ပြောင်းသွားတယ်လို့မြင်မိတယ်အဲ့ဒီနိုင်ရှင်ချက်ကတော်တော်လေးထိမိတယ်ရှင် street wear တွေကလက်တွေ့အသုံးဝင်မှုနဲ့ smart ချမှုတွေစီကိုဘလို့ကူးပြောင်းသွားလဲဆိုတာတေချာလေးဖြည့်ကြည့်ကြမယ်ပေါ့နော် ဟုတ်ကဲ့ဒီနေရာမှာအတော်လေးစိတ်ဝင်စားဖို့ကောင်းတာကအခု2026အနေထားရလူတွေဟာသူများအမြင်မှာဘလို့နေလဲဆိုတာထက်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလက်တွေ့ကြကြဘလောက်အသုံးဝင်လဲဆိုတဲ့ functionality ကိုပိုပြီးဦးစားပေးလာကြတာတွေ့ရတယ်ရှင် ဟုတ်တယ်ဗျာအဲ့ဒီလက်တွေ့အသုံးဝင်မှုဆိုတဲ့အပိုင်းကိုကြည့်ရင်ရင်မြက်ထဲမှာ tech wear နဲ့ gob core လို့ခေါ်တဲ့ fashion trend တွေကိုအဓိကထောက်ပြထားတယ်နော် ဟုတ်တယ်ရှင်အရင်ကထက်ွယ်ဆိုရဲ့မျက်နှာဖုံးတွေတက်ကျိုးတဲ့အရှုကြီးနဲ့လက်တွေ့ဘဝမှာဝတ်ဖို့မလွယ်တဲ့ညင်ကြဝတ်စုံတွေလိုဖြစ်ခဲ့တာလीတကယ်ဗျာတကယ် ninja တွေလိုပဲ ဒါမဲ့အခု2006မှာတော့ Elven Nomad လို့ခေါ်တဲ့မျိုးပြလက်လက်တွာလာတွေအတွက်တကယ်ကိုအသုံးဝင်တဲ့ပုံစံမျိုးပြောင်းသွားပြီလို့ဆိုထားတယ် ဟုတ်တယ်အဲ့လိုလေးဝင်းလေထွက်ကောင်းတဲ့ breathable fabric တွေရေဆိုခံနိုင်တဲ့ shell jacket အပါလေးတွေဝတ်လာကြလာတွေ့တယ်ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာကဒါတွေကမြို့ပြလမ်းမတွေပေါ်မှာတကယ်ပဲလိုအပ်လို့လားဗျာဒါမှမဟုတ်နိပညာမင်းအဝတ်စားတွေဝတ်ထားတယ်ဆိုပြီးဟန်ထုတ်ချင်းယုံတတ်တက်ပဲလား ဟန်ထုတ်ချင်းကိုတက်တက်ဆိုတာထက်မြို့ပြရဲ့နေထိုင်မှုပုံစံကိုယ်တိုင်ကပြောင်းလဲသွားတာပါရှင်ဒါကြောင့်အားကစားသမားတွေတောင်တက်သမားတွေအတွက်ပဲတီးတန်းထုတ်လုပ်ခဲ့တဲ့နီးပညာသုံးအသားတွေကိုတောင်မနေစဉ်အဝတ်ဆိုင်တွေမှာထည့်သွင်းချုပ်လုပ်လာကြတာပါ ရင်းပြထဲမှာထောက်ပြထားတဲ့နောက်ထပ်အသေးစိတ်အချက်က tech wear ရဲ့အယောင်ရွေးချယ်မှုပဲဗျာအနက်ရောင်ကိုအဓိကထားဖို့စဉ်းကြတယ် ဟုတ်တယ်ရှင် all black ပေါ့ အောင်နာကားတဲ့ straight cut cargo pants တွေအိတ်ကတ်တွေအများကြီးပါတယ် utility vest တွေပြီးတော့ Nike ACG တို့ Hoka တို့လိုနီးပညာမြင့်ဖိနဲ့အများရောင်တွေကိုတစ်ဆက်တည်းတွဲဝတ်ကြရင်းနေအဲ့အိတ်ကတ်တွေအများကြီးပါတာကလက်ထဲမှာ PC တွေကိုင်ဆရာမလို့ပဲလွတ်လပ်သွားစေတယ်ဆိုတာကိုတော့လက်ခံလို့ရပါတယ်ဗျာ ဟုတ်ကဲ့ ဒါပေမဲ့အမြဲတမ်းအနက်ရောင်ကြီးပဲဝတ်တာကနည်းနည်းမိုင်းလုံးမနေဘူးလားအနက်ရောင်ကိုရွေးချယ်ထားတဲ့နောက်ွယ်မှာဘာအကြောင်းပြချက်များရှိနေမလဲဗျာ အဲ့ဒီ all black ဝတ်ဆင်မှုရဲ့နောက်ွယ်မှာတိတ်ကိုစိတ်ဝင်စားစရာကောင်းတဲ့စိတ်ပညာတစ်ခုရှိနေတယ်ရှင် ဟုတ်လားဘယ်လိုမျိုးလဲဗျာ အနက်ရောင်ဆိုတာမြို့ပြပဝန်းကျင်မှာကိုဖျောက်ထားနိုင်တဲ့အာယုံဆိုင်မခံရအောင်နေနိုင်တဲ့အယောင်ပါရှင်အခုလိုနေရာထဲမှာကင်မရာတွေ social media တွေရှိနေတဲ့ခေတ်ကြီးတန်းမှာလူတွေကအမြဲတမ်းအကဲဖြတ်ခံနေရတယ်လေ ဟုတ်တယ်လူတိုင်းကကင်မရာနဲ့ဆိုတော့ အဲ့ဒါကြောင့်ဒီလိုအကဲဖြတ်ခံရမှုတွေနဲ့ရုံးထွက်ပြီးလူအုပ်ထဲမှာရိုးရိုးရှင်းရှင်းနဲ့လွတ်လွတ်လပ်လပ်သွာလာလှုပ်ရှားခြင်းနဲ့စန္ဒကိုအနက်ရောင်ကကိုစားပြတာပါနောက်တစ်ချက်ကအနက်ရောင်ဟာအညစ်အကြေးပဲကြနာကိုသိမ့်မတိတာစီတဲ့အတွက်မနက်ကနေညအထိလှုပ်ရှားရတဲ့ urban nomad တွေအတွက်အလို fit ဆုံးအယောင်ဖြစ်နေတာပါ ဆိုလိုတာကအိတ်ကတ်တွေကလက်ကိုလွတ်လပ်စေတယ်လို့အနက်ရောင်ကစိတ်ကိုလွတ်လပ်စေတဲ့သဘောပေါ့နော် မှန်ပါတယ်လုံးဝအဲ့ဒီသဘောပါပဲရှင် အဲ့ဒီမျိုးပြတွေကလွတ်လပ်မှုဆိုတဲ့အချက်ကနေတစ်ဆင့်ရင်းမြစ်ချက်ကနောက်ထပ် trend တစ်ခုဖြစ်တဲ့ gob core စီကိုချိတ်ဆက်ကြည့်လို့ရတယ်ဗျ ဟုတ်ကဲ့ golf course ကလည်းတော်တော်လေးခက်စားလာတာနော် ဟုတ်တယ်ဗျ tech wear ကအနည်းနောင်နဲ့လျှို့ဝှက်စမ်းချတဲ့ပုံစံပေါင်းနေပေမဲ့ gob ကိုကျတော့လုံးဝစမ်းကျင်ပတ်ပဲအမွေးဝါ fleece jacket တွေအယောင်တောက်လီးကိုင်းကြီးတွေခိုင်ကန်တဲ့ nylon ဒါမှမဟုတ်ခါကီပေါင်းဘီဒီကိုမြေရောင် arc tones တွေနဲ့တွဲဝလာကြတယ် ပြီးတော့ finnet တွေဆိုလဲတောင်တက် finnet တွေလေ အဲ့ဒါပြောမလို့ Salomon XT6 လို့ trail running တောင်တက် finnet တွေကိုရင်ဘတ်မှာလွဲတဲ့ crossbody back လေးတွေနဲ့လမ်းဝဲတွေပေါ်မှာတွေ့လာရတယ်နောက်ထပ်ထင်ရှားတဲ့ trend ကိုဖြစ်တဲ့ neo grunge နဲ့တွားပြီးတိုက်ရိုက်ပတ်သက်နေတယ်ဗျာ neo grunge ကတော့လုံးဝကိုအတိတ်ကိုလွမ်းဆွတ်တဲ့ fashion မျိုးရှင် ဟုတ်တယ်ဗျာမြို့ပြရဲ့ရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေကို gob core နဲ့ရင်ဆိုင်တယ်လို့မျိုးလူမှုအတိုင်းအဝိုင်းရဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကို neo grunge နဲ့တုံ့ရနေကြတာလို့မြင်မိတယ် neo grunge ဆိုတာ90ခုနှစ်ဒီစီပြန်သွားတဲ့ပေါ်ပလွတ်လပ်တဲ့ခေတ်သစ်ပုံစံလေ ဟုတ်တယ်ဆေးအောင်နေနေကြနေတဲ့ vintage ပုံစံ oversize အဖွဲအင်ဂျီတွေဝတ်ကြတာမျိုးပေါ့ ဒီတဲ့ baggy jeans အပွားကြီးတွေဝတ်ပြီး
ဖိနတ်ဆိုရင်လည်း Converse Chuck 70s ဒါမှမဟုတ် Dr. Martens boots အနေနဲ့တွေ့ဝတ်ကြတယ် ခါမှာ flannel ပတ်ထားတာမျိုးဘီနီဥထုပ်လေးစောင်းထားတာမျိုးကလည်းအဲ့ဒီ trend ရဲ့အသက်ပဲရှင် ဒါပေမဲ့2026လို့နီးပညာတွေအညာတိုးတက်နေတဲ့ထက်ကြီးမှာဘာလို့လွန်ခဲ့တဲ့နှစ်သုံးငွေကျော်ကအတိတ်ကိုလွမ်းဆွတ်ပြီးအဲ့လိုပွားရောနဲ့တက်တက်ပြမရှိတဲ့ပုံစံတွေကိုပြန်ဝတ်လာကြတာလေဗျာ အဲ့ဒါကိုနားလည်ဖို့ဆိုရင်90ခုနှစ်တည်းရဲ့ယဉ်ကျေးမှုနောက်ခံကိုပြန်ကြည့်ဖို့လိုပါတယ်ရှင် grunge fashion ရဲ့မူလဇစ်မြစ်က80ခုနှစ်တည်းတုန်းကအရန်ကိုတောက်ချွားပြီးပြည့်ပြည့်စုံလုံးနဲ့လူအဖွဲ့အစည်းရဲ့တင်းကျပ်တဲ့စီးမြင့်တွေကိုပုံခံတဲ့ဂီတယဉ်ကျေးမှုကနေဆင်းသက်လာတာလေ သဘောပေါက်ပြီအခု2026မှာဒီ style ပြန်ခေတ်စားလာတာသမိုင်းတော့ပြန်လာတာပေါ့ မှန်နာပေါ့ရှင်ဒါပေမဲ့ fashion ကအဲ့လောက်နဲ့ရက်မနေဘူးနော် ဟုတ်တယ်ဗျာလုံးဝစန့်ကျင်ဘက်ဖြစ်တဲ့အရန်ကို smart ကြတယ် fluid tailoring ဒါမှမဟုတ် retrolex လို့ခေါ်တဲ့ trend တစ်ခုကိုလည်းပြသထားသေးတယ် တချို့ကသူ့ကို quiet luxury streetwear လို့လည်းခေါ်ကြတယ်ရှင် အဲ့ဒါဗျာအပေါ်ထဲမှာဆိုရင် knit polo inji ဒါမှမဟုတ်အသားကောင်းတဲ့ t-shirt အဖြူကို blazer ကို inji အပွဲနဲ့တွဲဝတ်တယ်အောက်ကနေ white leg trousers လို့ခေါ်တဲ့ဘောင်းဘီပုတ်ပွက်ရှိရှိတွေဖိနပ်ပေါ်မှာအနှဲငယ်ပုံချနေမဲ့ပုံစံမျိုးကိုရွေးချယ်တယ် ဖိနပ်အနေနဲ့ကဘာဒီစီးကြလဲရှင် ဖိနပ်ကပန်းရည်လို first day တော့မအဖြူရောင် leather sneakers ပြောင်ချောတဲ့နဲ့တွဲဝတ်တယ်ဗျာပြီးရင်အင်ဂျီကိုဘောင်းဘီထဲထည့်ပြီးတားရခါပတ်နာလီအကောင်းစားတဲ့နဲ့ယုံသွားပွဲတက်ဝတ်လို့ရတဲ့အထိ smart ကြဝတ်စင်ရမယ်လို့ဆိုထားတယ် ဒါကြောင့်2026ရဲ့ပုံစံမှာရိုးရာ men's wear ရဲ့တက်ရက်မှုကိုလို့ယူထားနဲ့ဒါပေမဲ့ချိုးရိုးချုပ်သားနဲ့ပုံစံကိုလို့ street wear ရဲ့အပွဲ design နဲ့အစားထိုးပေါင်းဆက်လိုက်တာပါ blazer ဝတ်ထားပေမဲ့ hoodie ဝတ်ထားတယ်လို့တက်တော့တက်တာရှိနေလေ အဲ့လိုကိုဘောင်းဘီကလည်း101 trousers ဖြစ်ပေမဲ့ချောင်ချင်းနေတဲ့အတွက်ထိုင်ရထားတာပေါ်ပါနေတာပေါ့ဒါ formal နဲ့ casual ကြကနေနီးပြီးမင်းကြောင်ကိုအပိတိုင်ဖျက်ပစ်လိုက်တာပဲဗျာ မှန်ပါတယ်ရှင်လုံးဝကိုတက်တော့တက်တာဖြစ်သွားတာ ရှင်းရှင်းလင်းလင်းမြင်အောင်ထားပြီဗျာအပေါ်ရန်ကြည့်ရင် blazer နဲ့ trousers ဖြစ်ပေမဲ့တကယ်တမ်းဝတ်ဆင်ရတဲ့ခန်းစားမှုက street wear လွတ်လပ်မှုမျိုးကိုရနေတာပေါ့အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ tech wear ရဲ့ golf core ရဲ့ neo grunge ရဲ့ retro lut ရဲ့အဲ့ဒီ trend လေးကိုစလုံးကလေ ဟုတ်ကဲ့ မြင်သားတဲ့ပုံစံတွေအယောင်တွေလုံးဝကွဲပြားပေမဲ့သူတို့အားလုံးမှာဘုံတူညီနေတဲ့2026 fashion ရဲ့အဓိကရွှေစည်းမြင့်တွေရှိနေတာကိုရင်းမြစ်ကအနှချုပ်ထောက်ပြထားတယ်ဗျာ အဲ့ဒီစီးမြင့်တွေကဘာဒီများထင်မလဲရှင် ပထမဆုံးစည်းမြင့်ကတော့ရှင်းပါတယ်ဗျာ fashion ဆိုတာကိုယ်တဘလောက်တုံးထတာရှိလဲလက်တွေ့ဘလောက်အတုံးဝင်လဲဆိုတာပေါ်မှာပဲအပြည့်အဝအခြေခံတော့ပါပြီ ဟုတ်တယ်အဲ့ဒါကအရေးကြီးဆုံးပဲလေ ဒါပေမဲ့နောက်ထပ်စည်းမြင့်တစ်ခုဖြစ်တဲ့အချိုးအစားညီညွတ်မှု proportion ဆိုတဲ့အပိုင်းကနည်းနည်းလေးနားလည်ခက်နိုင်တယ်ဗျ oversize လို့ခေါ်တဲ့အပွားနဲ့ fitted အကျက်ကိုမြတ်တောင်ဝတ်ဆင်ရမယ်ဆိုတာကဘလို့တချောင်းနဲ့စနစ်မျိုးကိုဆိုလိုတာလဲဗျ proportion ဆိုတာ2026 fashion ရဲ့ရိုးဝက်ချက်လို့တောင်ပြောလို့ရတယ်ရှင်ခေါင်းစီကျဆုံးအကုန်လုံးပွားရောက်နေတာမျိုးဒါမှမဟုတ်အကုန်လုံးကြက်ထုတ်နေတာမျိုးကိုလုံးဝရှောင်ကျင်လာကြတယ်အခြေခံသဘောတရားကချင်းခွင်လျာညှိတာပါပဲ ဥပမာလေးပြောပြပါအောင်ဗျ ဒီရွှေကိုနဲ့နည်းနည်းပိုကျက်တာမျိုးဝတ်ရမယ်ရှင် ပြီးတော့အင်ဂျီကိုဘောင်းဘီထဲဝတ်ပြီးခါနေရကိုတေချာပေါ်လွင်အောင်လုပ်ပြရတာမျိုးပေါ့ ဟုတ်တယ်ရှင် နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဖိနပ် sneakers လို့ရင်းမြစ်ကအလေးနဲ့ဆိုထားတယ်ဖိနပ် D&D ကဝတ်စုံတစ်ခုလုံးရဲ့အသေးပဲကိုအဆုံးဖြတ်ပေးနိုင်တယ်လို့ဆိုလိုတာလားဗျတာမန် T-shirt နဲ့ဘောင်းဘီပြဲဝတ်ထားတဲ့သူတယောက်အတွက်ဖိနပ်ကဘလောက်ထိတက်ရောက်မှုရှိနိုင်လို့လဲ ကိုလေဖနက်ဆိုတာအင်တလုံးရဲ့အုံးမြစ်လိုပါပဲရှင်ဝတ်စုံတစ်ခုလုံးရဲ့အမျိုးအစားကိုဖနက်ကတတ်မှတ်ပေးလိုက်တာပါတာမန် T-shirt နဲ့ဘောင်းဘီပြဲပဲဝတ်ထားပါစေအောက်ကနေစောင်းမမုံလို့တောင်းတက်ဖနက်စီးထားရင်အဲ့ဒီလူကမျိုးပြတဲ့ကစွန့်စားသွားလာသူပုံစံပေါက်သွားမယ်လေ ဟုတ်တာပဲ golf ပူဆန်ဖြစ်သွားတာပေါ့ ဟုတ်တယ်တကယ်လို့ Converse Check 70s ကိုစီးထားရင်69တည်းရဲ့ပေါ်ပါလွတ်လပ်တဲ့ဂီတသမားပုံစံဖြစ်သွားမယ်အဲ့ဒီဝတ်စုံကိုပဲတားရဲ့ loafer funnel လေးပြောင်းစီလိုက်ရင်တော့ရွတ်ရဆိုသလိုခင်မိပြီး smart ကြတဲ့လူနဲ့တရားရဲ့ပုံစံမျိုးချက်ချင်းပြောင်းသွားနိုင်ရဲ့ရှင် ဟာတကယ်ပါပဲဖနက်ဆိုတာကိုဘယ်လိုလူလဲဆိုတာကိုခြီလန်းတိုင်းမှာစကားပြောနေတဲ့အရာပဲနော်ဒါမဲ့အဲ့ဒီအုံမြစ်ထပ်ပိုရည်ကြီးတဲ့အရာတစ်ခုကိုရင်းမြစ်ရဲ့နောက်ဆုံးမှထဲ့တွင်တတိပေးထားတဲ့ဗျာဘာများလဲရှင် အဲ့ဒါကတော့မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းမှာပဲကိုကဘလောက်ပဲဈေးကြီးတဲ့ခင်မိတဲ့ tech wear တွေ retro lux တွေဝတ်ထားပါစေကိုယုံကြည်မှုမရှိရင်အကုန်လုံးအလကားပဲလို့ဆိုလိုချင်တာလားဗျာ
အတိအကျပါပဲရှင် ဒီနေ့နားဆင်နေတဲ့သူတွေအတွက်လည်းအရေးကြီးတဲ့အစည်းအဝေးတစ်ခုတွားဖို့ပဲဖြစ်ဖြစ်တငယ်ချင်းနေနဲ့ coffee တွားတော့ဖို့ပဲဖြစ်ဖြစ်လမ်းလျှောက်ထွက်ဖို့ပဲဖြစ်ဖြစ်ပေါ့ဗျာဒီ2026ရဲ့ trend တွေထက်ကနေကိုယ့်ရဲ့လူနေမှုပုံစံကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားအဓိကကတော့ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့အကိုက်ညီဆုံးဖြစ်မဲ့ပုံစံကိုရွေးချယ်ပြီးလက်တွေ့အသုံးချနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်